3,000နဲ့ရောင်းမဲ့ကောက်ပါနော်သူကပလူဖိုင်နေပါနော်ဒါ2,300နဲ့ရောင်းမဲ့ကောက်လိပါပြီးရင်ပြမယ်နော်ပြီးရင်4 level 4ပါ7 level 4ပါခင်ဗျာညာရ level 1နေပါဒါ level 2ပြီပါနော်level 2ပါဒီကေရ level 1ပါဒီကေရ level 1ပြန်အဖို့တော့မှာပေါ့ level 2ပြီပါအပီရဲ့ကန်တွေအဲ့လောက်ကျနေပါအပီရဲ့ကန်တွေအဲ့လောက်ကျနေပါအသိမှရောင်းမယ်နော်ဒီကောင်လေးကတော့ဒါ material 4ချောင်းပို့ပါမယ်အသေးကတော့9ချောင်းပေါ့နော်အသေးကတော့9ချောင်းပါငင်းချင်းငတ်ဒီပါမပါပါဘူးဒါတော့ motivation လေးကိုတော်များပါတယ်နော်အုတ်ထုတ်တွေတော်တော်များပါတယ်အုတ်ထုတ်တွေတော်တော်များပါတယ်ခင်ဗျာကျွန်တော်ကတော်ရီရောထုတ်တွေပြန်ရောင်းမဲ့ကောက်တွေပုံပြရနော်ရိုးကန်းနေတော့ညီကိုတော်တော်သုံးတယ်နော်ညီကိုအောက်တိပြမှာအောက်တိပြရင်တော်များရနော်မပိုင်းလည်းမရှိဘူးရိုးကန်းနေရတယ်တော်များပါတယ်ရိုးကန်းနေနေအားများရနော်ဒါနဲ့တိတ်လုံးလုံးရောင်းမဲ့ကောက်ပါတိတ်လုံးလုံးရောင်းမဲ့ကောက်ပါခင်ဗျာရန်ဘူးတိုက်တဲ့ကလေးတွေညာအဲ့ဒီရိုးနေအဲ့ကန်ရိုးနေတာလေးရှိပါမယ်သူ့ရဲ့ဟွာလေးတွေဒီမုတ်တွေနော်ဒီမုတ်တွေလည်းပါမယ်ဒါနဲ့3,000နဲ့ရောင်းတော့ပါဒီနော်ဒီကြောင်းလေးပါမယ်ဒီကြားနေလေးပြမယ်ဒီကြားနေရတော့ဒီမီရေပို့ပဲမီးတူကူတယ်နော်ဒီမီရေပို့ပဲမီးတူကူတယ်နော်နိုးရတာလေးပါခင်ဗျာနိုးရတာပဲကျွန်တော်နော်အဲ့တော့အပီအားတွေက68တောင်ဖွက်တာပါနော်အပီအား68ရောက်တာပါလေဒီတော့ချက်ပြီးနှင်းကြပါနော်ဒီကောက်လေးပြီးနောက်တော့ကောက်လေးပြမယ်နော်